ဒါတော့ဘယ်ကပေးတကယ်လို့မှကျွန်တော်တို့တကယ်ကိုတော့ပါတကယ်မလို့လည်းမင်းသားကြီးကတတိနဲ့ထိုးအောင်လို့ပြောပြီးသားဗျာတကယ်လို့မှထိုးတော့မကောင်းတကယ်လို့မှကျွန်တော်အဲ့တော့ငင်းချိုင်းနဲ့ပတ်သက်လို့တစ်ခုပဲပြောနေပါနော်ကျွန်တော်ကိုယ်တိုင်လည်းတပရိုက်ဥသိစိန်လက်တဲ့တော့ကျွန်တော်လာဘကဝင်ကြီးနေငင်းချိုင်းမှာကျွန်တော်ထဲထဲဝင်လွတ်ခဲ့ဘူးပါတယ်အဲ့တော့ကျွန်တော် KNU ပေါ့ခုလက်ရှိတဲ့ KNU ကိုကျွန်တော်တာဝန်ခံပါအေးမနာခဲ့ပါတယ်ကျွန်တော်တို့နော်အဲ့ဒီ KNU ကြောင့်ပဲကျွန်တော်ကတနတ်တန်ရတယ်ဒီမှာအခုဒီကအမှုပညာရှင်တွေကောင်းတည်တော်တော်ခဏပြောလွှမ်းပြီးတော့တကယ်လေအမှန်ပြောရင်အစတော့ကျွန်တော်စိတ်နာတယ်ကျွန်တော်ငယ်ငယ်ကျောင်းစင်းစားနော်နှစ်ပွင့်ပေါ့နှစ်ပွင့်လောက်မှာ KNU နဲ့ဒေါနာမှာဖြစ်တော့ခုနလိုဖြစ်တယ်ကျွန်တော်တကယ်ကြီးကြားတယ်ကျွန်တော်ဒါရရတယ်ကျွန်တော်စိတ်နာတယ်အဲရိုးသားဆိုတာကျွန်တော်ပြောတာဒါပေမဲ့ကျွန်တော်နောက်ကြီးလာတယ်ဗျကျွန်တော်ဒီလိုသူကြီးဖြစ်တဲ့ခါကျတော့ငိမ့်ငိမ့်မှလှုပ်ရတယ်ကျွန်တော်နဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ဗိုလ်ချုပ်ဂျော်နီနဲ့ကျွန်တော်ဆက်ဆံကရင်ရဲ့ KNU ရဲ့တာဝန်ကဗိုလ်ချုပ်ကြီးဘုဒ္ဓစစ်ဖို့အပါကြီးကခုဆို90ကျော်ရတယ်ကျွန်တော်သိချက်တာဖို့ခွားလေးလို့ခေါ်သားလေးလို့ခေါ်ခဏငင်းငိုင်းနဲ့ပတ်သက်လို့ပြောနေကြတဲ့ယုံကြည်မှုတို့ trust တို့ confidence building တို့အရေးကြီးတယ်ဆိုတာမှန်တယ်အဲ့ဒါကြောင့်လဲကျွန်တော်ဒီလိုလွတ်ခဲ့လို့လဲတော့အင်အားကြီးတဲ့ KNU ဒီကျွန်တော်ခတ်စောစောလက်ပတ်ထိုးနိုင်ခဲ့တာအပြစ်ကစိတ်လက်ပတ်ကျွန်တော်ထိုးနိုင်ခဲ့ကျွန်တော်ဆက်စဉ်းစားမိတာတကယ်တမ်းအရေးကြီးတာက political will လို့ခေါ်တယ်နိုင်ငံရေးကဆန္ဒရှိမှုနိုင်ငံရေးကဆန္ဒရှိရင်လို့မရဘူးငင်းငိုင်းမဖြစ်နိုင်ဘူးဘလောက်ယုံကြည်ဘာလဲဘလောက်တည်းမဖြစ်နိုင်ဘူးကျွန်တော်ငင်းငိုင်း forum မှာကျွန်တော်တောင်းကျွန်တော်ထပ်ပြီးဆွေးနွေးတယ်ငင်းငိုင်းရဆန္ဒရှိဖို့လို့ကျွန်တော်ကိုယ်တိုင်9နှစ်လုပ်ခဲ့တယ်ငင်းငိုင်းရဆန္ဒရှိဖို့ကအလကားတွေတော့ဖြစ်မလားငင်းငိုင်းရဆန္ဒရှိအောင်လုပ်ပေးရတယ်ဘယ်လိုလုပ်ပေးရလဲပြည်သူတွေကလက်မခံကျွန်တော်မြို့ကကျွန်တော်သားလေကျွန်တော်မြို့ကကျွန်တော်နောက်ဆုံးကပြည်သူကလုံးဝလက်မခံတော့ဘူး KND ကိုတောင်းကြကိုလုံးဝလက်မခံတော့ဘူးအေဗနာနာကြည့်တာဆိုတဲ့ခါကျတော့နေစရာနေရာမရှိဘူးဒီလိုနဲ့ဟို AR ကျွန်တော်ဟို AR တိုက်ဒေသကြီးဒီအဖြော်နေပြီဖြစ်တယ်အမာခံနေပြီဖြစ်သွားဘူးချေတိအဲ့တော့ political will လို့ခေါ်တဲ့နိုင်ငံရေးဆန္ဒရှိလာအောင်ငါတော့လုံးလုံးမဖြစ်တော့ဘူးဒီဘဝငါနေရာမှာမဟုတ်ဘူးလို့သိဖို့ဆိုတာကနံပါတ်1ဒေသခံပြည်သူတွေကအတေချာနာကြည့်ပြီးလက်မခံဘူးဟုတ်တယ်မလားနိုင်ငံတကာကဆက်ဖြတ်ပြနိုင်ဘူးအဲ့ဒီဘက်ကတိုက်ဟိုဘက်ကပြေးဟိုဘက်ကလက်ခံထားဟိုဘက်မှာသွားနေကိုတိုင်ဝင်ပေးသူတို့ပစ္စည်းဆိုင်ထားခွင့်ပေးဆိုတော့ဘယ်လိုရမှာလို့ခင်ဗျာဘလို့ရမှာဒီလိုနဲ့ပြောနေပေါ့ချက်တော့တာခဲ့တာဟုတ်လားဗျာဟုတ်လားဗျာအဲ့ဒါနိုင်ငံတကာအရေးကြီးတယ်ဗျအဲ့တော့ပြည်သူလူထုရဲ့လက်မခံမှုနိုင်ငံတကာအခြားသောချက်တွေကျွန်တော်ထည့်ပေးတော့ပေါ့ဗျာနော်အဲ့ဒီလိုဆိုလို့ရှိရင် political will ဖြစ်လာအဲ့ဒါဆိုရင်အဖြစ်ကစေစလေအဖြစ်ကကြဆေးရတစ်ဆင့်တစ်ဖြည်းဖြည်းနဲ့ထားလာညင်ညင်ပြီးဆောင်ကျွန်တော်တို့ညင်ညင်ရောက်ဖို့ကောင်းပါတယ်နှစ်80နီးပါးရှိပါတယ်ကျွန်တော်ဖြတ်ခဲ့ရတဲ့ဟာတွေဒါတွေတော်တော့ပြီဗျာကျွန်တော်ဗိုလ်ချုပ်ကြီးဂျော်နီနဲ့တွေ့တော့ကျွန်တော်ပြောတယ်ဗျာညင်မှာသူကလည်းကျွန်တော်ပြောတယ်အေးကိုခင်သူကကျွန်တော်6လကြည့်တယ်ငါစက်တိုက်ချင်ဘူးပါတယ်လက်ရှိနေဗိုလ်ချုပ်ကြီးဂျော်နီစီစစ်ချုပ်ကျွန်တော်နဲ့တိုက်ပွဲဖြစ်တာကျွန်တော်တနက်18ကျမှတာသူပဲအဲ့တော့ကျွန်တော်သူ့အတွန်တရားမုန်းတယ်အမှန်တိုင်းဆိုသူ့လည်းကျွန်တော်ပြောပြတယ်အေးကိုဂျော်နီမင်းတို့တော့ငါဟုတ်ဗျာကွာလို့နောက်တက်တက်ကြီးလာတယ်နော်ကျွန်တော်ဒီတောင်ယူရတယ်ကျွန်တော်ဆွေးနွေးဘက်ကကိုဂျော်နီဖြစ်နေတယ်သူကတော်တော်ချစ်စရာကောင်းတယ်လို့ဖြစ်နေအတော်ရိုးတယ်နော်ဆိုတော့နောက်ပြန်စဉ်းစားကြည့်တယ်ဗျကျွန်တော်နဲ့ကိုဂျော်နီနဲ့ကဘတော့ပါရေးစားလူပဲလည်းမဟုတ်ဘူးစီးပွားလူပဲလည်းမဟုတ်ဘူးဘာလူပဲမှမဟုတ်ဘူးနော်ကျွန်တော်ကတပ်ပရောမှာရှိလို့သူကတပွဲဖွဲ့စည်းမှာရှိလို့အဲ့ဒါတော်တော့ပြီပါအဲ့ဒီဟာဒီနဲ့ပေါင်းဆက်လိုက်တယ်ခုနပြောတဲ့ political will ကိုဖန်တီးနိုင်တယ်ဆိုရင်ကျွန်တော်တို့ဒီခိသိမ့်မွေးဘူးထင်တာပဲဗျာကျွန်တော်ကိုယ်တိုင်နဲ့ပါခဲ့တာလေကျွန်တော်စူးစမ်းနေတာဒီဟာလေနော်စူးစမ်းကြည့်လို့တနတ်တန်လေးငိမ့်တယ်ငိမ့်ညံသွားတယ်ဆိုတော့ခဏရွှေခက်ပဲဟုတ်တယ်မလားစူးစမ်းတွေ့ပေးပါလို့ကျွန်တော်ပြောချင်တယ်ဗျာနော်